လာပါရှင်ညီမကတော့တင်စာတိုးမဲ့ဖြစ်ပါတယ်ဒီနေ့မှာတော့ညီမတို့ရဲ့ Miss Grand မြန်မာ2026 Arrival Day ကြီးကိုရှင်း Arrival Day ကြီးကိုခမ်းနားစွာကျင်းပနေပြီပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာဆိုလို့ရှိရင်ညီမတို့ကအရင်နှစ်တုန်းကမပြုတ်လုပ်လိုက်ရတဲ့ Arrival Day ကိုပေါ့နော်2026မှာပြန်ပြီးတော့ပြုတ်လုပ်တဲ့အတွက်ကြောင့်မို့လို့ညီမတို့ရဲ့ဒီပွဲမှာဆိုလို့ရှိရင်အနေနဲ့အရက်အသေးသေးကနေပြီးတော့ပါဝင်လာကြတဲ့အလှမယ်တွေအများကြီးဖြစ်လာတာကိုလည်းညီမတို့တွေ့ရတယ်ပေါ့နော်ညီမနဲ့အတူတူပရိသတ်တွေကလိုက်ပြီးတော့ကြည့်မျောဆောင်ကြည့်ဖို့အတွက်ကိုညီမကဖိတ်ခေါ်လိုက်ပါစေရှင်ကြွားတဲ့တေးသံပြန်လွင်လို့နေခုပြောင်းစားတစ်ခုလေးမှာတယောက်တလက်မိုးလန်းကဖြတ်ပတ်ချစေဗရာပူလေးတွေပန်းစင်ထားသူရဲ့ကောင်းလေးမို့လို့ဗရာပူလေးတွေပန်းစင်ထားသူရဲ့ပျော်ပျော်ရွှင်ရွှင်တီးမောက်ကြတဲ့ပွဲမှာရှာတဲ့ပန်းမတော်ကူလေးတဲ့ရာသီချိန်မီလမ်းပွင့်ခဲ့တဲ့Hiya, Bobby. Hi, Ken. You want to go for a ride? Sure, Ken. Jump in. I'm a Barbie girl in the Barbie world. Life in plastic, it's fantastic. You can brush my hair, undress me everywhere. Imagination, life is your creation. Come on, Barbie, let's go party. I'm a Barbie girl in the Barbie world. Life in plastic, it's fantastic. You can brush my hair, undress me everywhere. Imagination, life is your creation. I'm a blonde bimbo girl in a fantasy
Number 3 Yangon West ရကြော့ကိုဟန်ချီရွှေကြီးငွေကြီးညကြောက်ပလဲအတွင်တူညီပြုံးချုံချုံမကိုဒီယိုနဲ့ရင်ရှာသည်စန်တူမီလာကိုလာသည်ငွေပလားလေးနဲ့မနိုင်တိုင်းချီသင်ပြန့်ကြည့်ကြည့်ဆိုအောင်လောင်းမူရကြော့ကိုဟန်ချီရွှေကြီးငွေကြီးညကြောက်ပလဲအတွင်တူညီပြုံးချုံချုံမကိုဒီယိုနဲ့ရင်ရှာသည်စန်တူမီလာကိုလာသည်ငွေပလားလေးနဲ့မနိုင်တိုင်းချီသင်ပြန့်ကြည့်ကြည့်ဆိုအောင်လောင်းဒီမူနဲ့မူမန်သူရွက်ပြီးဆိုရောကာရောနီရွှေနိုင်ဒီနဲ့ငွေငမ်းမောင်နေခြင်းသည်ဒီမူနဲ့မူမန်သူရွက်ပြီးဆိုရောကာရောနီရွှေနိုင်ဒီနဲ့ငွေငမ်းမောင်နေခြင်းသည်ပြောမဲ့ရင်ရှာသည်စန်တူမီလာကိုလာသည်ငွေပလားလေးနဲ့မနိုင်တိုင်းချီသင်ပြန့်ကြည့်ကြည့်ဆိုအောင်လောင်းမူရကြော့ကိုဟန်ချီရွှေကြီးငွေကြီးညကြောက်ပလဲအတွင်တူညီပြုံးချုံချုံမကိုဒီယို Number 4 Mandalay လာကိုလာသည်ငွေပလားလေးနဲ့မနိုင်တိုင်းချီသင်ပြန့်ကြည့်ကြည့်You more waking, we sin sanda. Jidao, dying empty. Echa on soup. Don't lie, easy down long, long me to look again, la javazi. You more waking, we sin sanda. Jidao, dying empty. Echa on soup. Don't lie, easy down long, long me to look again, la javazi. Simply, you are the chinu laupe. Tanda, chomya so tilly. Man, you do yet go name, sinche do it. Nickabe long it, yam made a nine. Simply, you are the chinu laupe. Tanda, chomya so tilly. Man, you do yet go name, sinche do it. Nickabe long it, yam made a nine. Yummy, sweet bum out to it, Miss Graham again Baby, I wake up, can sing by me.
ရွှေပန်းမရောက်တွေတွဲရွဲနေစင်ပြင်းပြင်းကလှတဲ့မီဝင်းငန်းမောင်ကိုလောင်းနေ
Miss Grand Sombra Bomb Miss Grand Nitina Miss Grand Hagen Shade over the telly, time papa. Ukuri Joseda, you me postinga. Yes, so deal away, the Bengali to do Nema. Zisha, me Naila, Sanay to get go down. She call us so like, oh, yeah, like the Henry don't, Diva bong, yes, so good. Like the Henry don't, Diva bong, yes, so good.
စီတဲ့ခေါက်ပြန်ပြီးကွာလောင်းလိုက်စမ်းပါဟောက်ထူစားတဲ့ချစ်နှလုံးသားတွေရောက်လာမောင် Miss Grand တောင်ငူ What a miss. 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 daddy mummy வீட்டில் இல்ல தட போட யாரும் இல்ல விளையாடு போமா உள்ள வில்லாடா மைதானம் தேவையில்ல அம்பையரும் தேவையில்ல யாருக்கும் தோல்வி இல்ல வில்லாடா ஏய் கீழேந்த மாமன் இது இன்னொரு கேம் தெரியாம நின்னா அது ரொம்ப ஷேம் விளையாட்டு ரூல் நீ மீறாட்டி பவுல் எல்லைகள் தாண்ட அது தாண்டா கோல் டாடி மம்மி வீட்டில் இல்ல தட போட யாரும் இல்ல விளையாடு போமா உள்ள வில்லாடா What a miss. டாக்ஸி காரண்டா நான் ஏறும் போதெல்லாம் அட மீட்டருக்கு மேல தந்து பல்லு நிச்சானே பஸ் நிறுத்தா ஒரு சீட்டு கேட்டேனே தன் சீட்டை டிரைவர் தந்து விட்டு ஓரம் நின்னானே அளவான உடம்புக்காரிကျမနာမည်ကတော့ Hentrison ဖြစ်ပါတယ်မန္တလေးမြို့ကိုစားပြု Miss ဖြစ်ပါတယ်ရှင် ညီမနာမည်ကတော့ Henry ကျော်ပါညီမကတော့မူတုံကိုစားပြုဖြစ်ပါတယ်ရှင် Okay ညီမနာမည်ကတော့ Tracer နုမှဖြစ်ပါတယ်ရှင်တနိုက်ကိုစားပြုအလှမယ်ကြောက်ဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ရှင်ဒီနေ့မှာဆိုလို့ရှိရင်ဘယ်လိုမျိုးလေးတွေပြင်ဆင်ခဲ့ရလဲဘယ်လိုမျိုးရင်ခုန်လှုပ်ရှားစွာနဲ့ဒီကိုရောက်ရှိလာခဲ့ရလဲဆိုတာကိုတယောက်ချင်းသိပြောပြပေးပါအောင်နော် ဒီနေ့ရဲ့ပြင်ဆင်မှုလေးကတော့ဒီမြမတကြံလဲအတာတကြံလဲနေပြီဆိုတော့ပေါ့နော်ဟိုးတုံကဒီရှေးခေတ်ကနန်းတွင်းကမင်းကြီးမင်းသားတွေရဲ့ဒီမင်းသမီးတစ်ပါးပေါ့တကြံတွင်းမှာတကြံရေထွက်ကစားတဲ့ဟိုပုံစံလေးပေါ့နော်အဲ့ဒါလေးကိုနောက်ကဒီစစ်သူကြီးတွေရဲ့နောက်ပြီးတော့အနောက်ကချွေရန်လေးရဲ့ညီမရဲ့ပေါ့နော်မင်းသမီးတယောက်ကနန်းတွင်းထဲကနေအတာတကြံနှစ်တစ်ကူမှာရေထွက်ကစားတဲ့ပုံစံလေးကိုဖန်တီးထားတာပါ ညီမကတော့အခု blind box တွေလည်းခက်စားနေတာဆိုတော့blind box edition ပေါ့နော်အဲ့ဟာမှာ limited edition လေးကို the jam version လေးနဲ့ထွက်လာဖြစ်ပါတယ်ရှင် Okay ညီမကတော့ဒီတကြံမှာတော့ခွန်းတယောက် vibe အနေနဲ့ဒီပြင်ဆင်မှုလေးလုပ်ထားတာဖြစ်ပါတယ်ရှင် ဒီ Miss Grand Mandalay ဆိုလို့ရှိရင်လည်းလုံးဝမြန်မာမှုပြုတ်ပြီးတော့တကယ်ကိုဟိုယဉ်ကျေးမှုရှိရဲပြီးတော့တက်ရက်တဲ့စက်တည်ရှိပါရဲ့ရှင်ဒီ Miss Grand
မူတုံမူတုံဆိုလို့ရှိရင်လည်းအရန်ကိုချစ်ဖို့ကောင်းပါရဲ့ရှင်အခုဆိုလို့ရှိရင် blind box ကလူကြီးရောလူငယ်ရောမရွေးပေါ့နော်အရန်သဘောကျတဲ့ပစ္စည်းတစ်ခုဖြစ်တယ်အဲ့ဒီဟာလေးကို idea လေးဘယ်လိုမျိုးလေးယူခဲ့ရလဲရှင်အခုကတော်တော်များ blind box တွေကဖောက်ကြတာအရင်လေဆိုတော့ဟန်တီကလည်း blind box ဖောက်ရတာကြိုက်တယ်ကြိုက်တော့team တစ်ခုလုံးက blind box edition လေးလောက်ကြမလားပေါ့ဆိုတော့တော်တော်ခက်တယ်ပေါ့နော်စီစဉ်ရတာဒါပေမဲ့လည်းဒီလိုလေးတေးချာလေးဖြစ်မြောက်သွားတော့ပျော်ပါတယ်ရှင်ဟုတ်ကဲ့ရှင်Miss Grand 9ဆိုလို့ရှိရင်လည်းလုံးဝကိုเนาะခေါင်းစခြေဆုံးကိုတကယ်ကိုလှပါတယ်လုံးဝဒီဟာဆိုလို့ရှိရင်လုံးဝတကြံ vibe တော်တော်ပါတယ်เนาะငကက်ကစားလုံးဝ detail လောက်ထားတကယ်ကိုအရန်လန်းပါရှင် city director တွေကိုလည်းကျေးဇူးတင်စကားလေးပြောပြပါဦးเนาะကျမ Henry ဆိုင်ရဲ့ city director ပေါ့နော်ဒီ idea တွေရဲ့နောက်ပြီးတော့မှဒီကျမတို့အကုန်လုံးအနောက်ကချွေရန်နေရစခေါ်ရတဲ့အဲ့ဟာတွေရောနောက်ညီမရဲ့ဝတ်စုံအကုန်လုံးခေါင်းစားခြေဆုံးပေါ့နော်အကုန်လုံးနင်းစီပန်းအသက်စပယ်ပန်းနဲ့နင်းစီပန်းအသက်ပေါ့နော်ခြေချင်းရစအကုန်လုံးဒီညီမအနုဒီညီမအမွေအနှစ်နဲ့ကိုက်ညီမဲ့အကုန်လုံးဒီ accessory တွေအကုန်လုံးကိုဆရာကအစကနေအဆုံးအကုန်လုံးညီမတို့နောက်လဲကြည့်စရာမလိုအောင်ဆရာကအကုန် detail အကုန်ပြင်ဆင်ပေးထားတာပါဟုတ်ညီမရဲ့ CG director ကတော့ဆရာတိထက်လင်းအောင်ဖြစ်ပါတယ်ဟုတ်ဟန်ဒီရဲ့ CD director ကိုစွဲမှန်တော့ဟန်ဒီရဲ့ blind box တွေ blind box ထဲမှာထည့်တဲ့ frame တွေအင်ဂျီတွေပြီးတော့ blind box အပေါ်က design အစားဟန်ဒီရဲ့ CD director ကိုယ်တိုင်ဆွဲရပါရှင်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ကိုစွဲမှန်ဟုတ်ကဲ့ညီမရဲ့ city director ကတော့ဆရာလာအောင်ဖြစ်ပါတယ်ရှင်အခုလိုမျိုးပေါ့နော်ဒီတကြံအငွေအသက်လေးရခွန်းပိုက်လေးရအောင်လုပ်ပေးထားတဲ့မိရဲ့ city director ကိုအရန်ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှိသလိုချိုးတွေကြောက်ကြစကားများမိတ်ခါရောင်ရဲ့အလွဲကြီးလွဲမယ်တိုင်ပြောမယ်တို့မမနဲ့တွေ့ရင်တို့မမကိုခောက်ပြီးကိုရှောင်းပြီးလေ online ရှိစားကြည့်လေရှိလေတို့ကတည်းကရှိလေတိုင်ပြောမယ်တို့မမနဲ့တွေ့ရင်တို့မမကိုခောက်ခဲ့ပြီးကိုနောက်တယောက်တွေ့လေ online ရှိစားကြည့်လေရှိတယ်တို့ကတည်းကရှိတယ်တပန်းနဲ့တင်ကပြီးရီစားတိတ်ကိုသေးတာရီစားကြီးကမသိရှာဒီရောက်ကြီးမြင်မှုသလိုပဲမမရဲ့ရီစားကြီးကိုကြီးတိတ်ပြော်နေတယ်ပေါ့မင်းသားကြီးကရီစားကြီးအိမ်ရောက်မှရှင်းဖို့ပြင်ထားသေးရီစုစီထားရီပြီးလို့ငိုရတော့မယ်နာကြတဲ့ရီစားကြီးတိုင်ပြောမယ်တို့မမနဲ့တွေ့ရင်တို့မမကိုခောက်ပြီးကိုရှောင်းပြီးလေ online ရှိစားကြည့်လေရှိတယ်တို့ကတည်းကရှိတယ်တိုင်ပြောမယ်တို့မမနဲ့တွေ့ရင်တို့မမကိုခောက်ခဲ့ပြီးကိုနောက်တယောက်တွေ့လေ online ရှိစားကြည့်လေရှိတယ်တို့ကတည်းကရှိတယ်
တိုင်းပြောမယ်တို့ Miss Grand စစ်တွေ Miss Grand နမ်ခမ်း Miss Grand ဒဝဲ တန်လေးတွေဝိုးတော့နားနေကြခြင်းသလားအတန်ကြံဝိညာဉ်တို့ထဖြိုးကြွတို့ရင်မှာအကြံအနံလေးတွေဝေးမှတကူလေးဆောင်ခြင်းလားအိုးတကြံချစ်သူကြိုးစုံနေပြီလားဒီတန်လေးကိုကြားပါစားလေးချစ်သူရေစမ်းတွေဥမလေးပန်းတွေပူဝေးခုချင်းစရာချီလောကကြီးတစ်ခွင်အလှဆင်လို့နေစိမ့်လန်းစုပြေတင်းကြံခါတော့ရောက်လာပြန်ပြီလေတနေ့တစ်ခါနှွေးချစ်စရာပွဲတော်မဟာပြီဘရဝါလေးတွေပွင့်ပြီးချစ်ရင်မင်းပန်းလို့လေပန်းလို့မွေးစမ်းလို့ဤတဲ့တာရင်လောင်းပါလေးတို့သေးတွေဤအောင်လေ Miss
ဆောင်နေတယ်လောင်းလိုက်ကြတဲ့ရေတွေနဲ့အတူစိတ်ကြောကြမယ်လောင်းမတွေဒေါသတွေမမနာတွေတခုမှမကြမ်းထားခဲ့ပါဝဲပြင်းလိုက်မမတော့တွေဝေးတဲ့တဲ့အကောင်းဆုံးတွေလာမယ်တဲ့တရားမင်းကိုကြုံမယ်တဲ့ဒီမှာယူရတဲ့ရင်တဲ့ကြတကူလာရမြရင်ရင်ချေးချေးနဲ့ရောင်စုံဝဲကြတဲ့ဒါမြမဟဲလို့ကုန်ယူနှွဲကြဆိုသူမစ်သေးရနဲ့မမတော့ချွေဝေးတဲ့နဲ့တဲ့အကောင်းဆုံးတွေလာမယ်နဲ့ဂျာမင်းကိုကြုံမယ်နဲ့ဒီမှာယူရတဲ့ဆိုင်ရဲ့နဲ့
ဖြစ်တဲ့တာမျိုးဖြစ်ပါရဲ့ရှင်ညီမက Miss Grand စစ်တွေပါရှင်ဟုတ်ကဲ့ရှင်ဒီနေ့အတွက်ပေါ့နော် pre-rival တက်ကို3ယောက်လုံးရင်းခုန်နေတယ်လို့ထင်ပါတယ်ရှင်ဘယ်လိုမျိုးလေးပြင်ဆင်ခဲ့ရလဲဆိုတာကိုအသေးစိတ်လေးပြောပြပေးပါဦးနော်ဟုတ်ညီမကဝှစုံပိုင်းကတော့တရုတ်ဆောင်ရင်းတန်းရဲ့ inspire ယူပြီးတော့ပေါ့နော်စတော့ဝှစုံအဲ့လိုပြင်ဆင်ထားပါတယ်ရှင်ဟုတ်ကဲ့ရှင်ဒီနေ့ကပထမဆုံးတွေ့ရတာဆိုပေမဲ့လုံးဝချစ်ဖို့အရင်ကောင်းပါတယ်ရှင်ဟုတ်ကဲ့ရှင်ဒီရဲ့ဒီဇိုင်နာကတော့မနှင်းဝတ်မှုပါရှင်သမီးရဲ့ဝတ်စုံကတော့ရိုးရိုးရှင်းရှင်းလေးနောက်တိုင်းဝတ်စုံကိုစီစဉ်ပြီးတော့မြန်မာရိုးရာကိုမပြတ်အောင်စီစဉ်ထားတဲ့ fashion လေးပါ 90s vibe လေးပေါ့နော်ဒီဘက်ကတော့ကျမတို့ရဲ့အရင်နှစ်တုန်းကလည်းစစ်တွေဒီနှစ်လည်းစစ်တွေပေါ့နော်အမဘယ်လိုမျိုးလေးပြင်ဆင်လာခဲ့လဲရှင်ဟုတ်ကဲ့ပါရှင်ညီမတို့ရခိုင်လူမျိုးတွေအတွက်ကဒီမြန်မာတကြံဆိုတာကအထွတ်မြတ်ထားရကာလတစ်ခုဖြစ်တယ်ပြီးတော့ဒီတကြံကာလမှာညီမတို့ရခိုင်လူမျိုးတွေကဥပုသ်ဆောက်တယ်ကုသိုလ်တွေလုပ်တယ်စသဖြင့်ပေါ့နော်ဒီလိုမျိုးကုသိုလ်တွေအများကြီးယူရတဲ့ကာလဖြစ်ပါတယ်အဲ့ကာလမှာညီမကအဲ့ဒီကို inspire ယူပြီးတော့ညီမတို့ရခိုင်လူမျိုးတွေရဲ့အထွတ်မြတ်ထားရတကြံကာလမှာဥပုသ်ဆောက်တယ်အကောင်းမှုကုသိုလ်တွေအများကြီးပြုလုပ်တယ်ဆိုတဲ့ inspire လေးကိုညီမယူထားတာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါတော့လို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်阿來贈話我板包愛，比好望樹地拉弄，望心波暗變อยู่阿來比好望樹人三妹波靠人是莫個衰ตุ่มกี心波飄酸น้ำ人下游阿心波飄酸น้ำ人下游咯
က
ပြန်လဲလို့နေလူရောက်စားသူလေးမှာရောက်လဲမလန်းကပြန်ပကြစေဘရာဘူးလေးတွေပါစင်သားရဲ့ကောင်းလေးမလို့ဘရာဘူးလေးတွေပါစင်သားရဲ့ကျော်ရရှိရှိဒီမောင်ကြရဲ့ပွဲမှာမောနေရှာရဲ့ဗမရာဘူးလေးယာရီချင်းနီလမ်းပွင့်ငယ်ဘရာကိုပါစင်မရဲ့လှတဲ့တင်မမို့မိုးရေလေရောက်လာပန်းပွင့်မို့ရမြူကြွရဲ့သေးပြန်ခါလမ်းစားနေမို့ရဲ့မိုးရေလေရဲ့ဘရာပန်းပွင့်ရောဆိုမြူကြွရဲ့သေးပြန်လဲလို့နေလူရောက်စားသူလေးမှာရောက်လဲမလန်းကပြန်ပကြစေဘရာဘူးလေးတွေပါစင်သားရဲ့ကောင်းလေးမလို့ဘရာဘူးလေးတွေပါစင်သားရဲ့ကျော်ရရှိရှိဒီမောင်ကြရဲ့ပွဲမှာမောနေရှာရဲ့ဗမရာဘူးလေးယာရီချင်းနီလမ်းပွင့်ငယ်ဘရာကိုပါစင်မရဲ့လှတဲ့တင်မမို့မိုးရေလေရောက်လာပန်းပွင့်မို့ရမြူကြွရဲ့သေးပြန်ခါလမ်းစားနေမို့ရဲ့မိုးရေလေရဲ့ Miss Grand ပြင်မနာ
Guangzhou. Plan your next China trip. Miss Grand ပြင်ဦးလွင် တောင်ပေါ်မျိုးလေးတစ်မျိုးမှာမြူမုံတွေကဆိုင်လာဒီချိန်နဲ့သွားတော့မယ်နေရာဟောင်းကိုထားခဲ့ပြီဒါအနာဂတ်အတွက်ပါနေဆိုပြီးသွားခဲ့တော့လေမတရဘူးဝေနေလို့နေမေးသွားမလားချစ်စရာမျိုးကိုရှောင်ပြေးမလားတွေ့တယ်မတော့ရှိသေးရဲ့အရင်ချိန်ပြန်စင်းစား Cherry pink တွေကြားနေတူတူပြောပါခဲ့ကြဘူးတဲ့ကလေးဘဝရဲ့ပြောရမျိုးလေးတဲ့နေမေးပြီလား Cherry pink on သွားလေနေတာတကယ်တမ်းပြောင်းလဲသွားရဲ့လမ်းငယ်တော့ရင်ရမျိုးလေးတဲ့ဒီမှာငါတို့စောင့်နေတယ် Miss Grand မော်လမြိုင် ငါနေပြန်နေဒါမချမ်းချိန်ကအလားမကြည့်ချင်နေဥသိချင်ရွှေမျိုးလို့သာတို့များတွေ့ဆုံတယ်တနေ့လဲနွမ်းလို့တနေ့လဲဆမ်းပြီးကွယ် လူပါနဲ့ပတောက်ဝါတွေပွင့်လာပြန်ပြီကွယ်ကြံပန်းလေးများတောင်ဖွင့်ငါနေပြန်နေအဒါမချမ်းချိန်ကအလားမကြည့်ချင်နေဥသိချင်ရွှေမျိုးလို့သာတို့များတွေ့ဆုံတယ်တနေ့လဲနွမ်းလို့တနေ့လဲဆမ်းပြီးကွယ်တနေ့ခိုင်ကြီးလေးလိမ့်ချေကရဲ့ဘကွက်ချမ်းမျိုးတွေ့နေလာဟန်တွေချေခင်ခင်မင်းမင်းချင်းချင်းနာနာဟိကစားကြမေတနေ့ခိုင်ကြီးလေးလိမ့်ချေကရဲ့ဘကွက်ချမ်းမျိုး
Miss Grand တာချီလေး ဒီနေ့မှာဆိုလို့ရှိရင်ဒီနေ့ရဲ့နောက်ဆုံး interview session လေးပေါ့နော်အမားတို့ရေဘယ်လိုမျိုးလေးပြင်ဆင်လာခဲ့ကြလဲဆိုတာကိုညီမတို့မြို့နယ်လေးရဲ့နာမည်လေးရဲ့နဲ့တွဲပြီးပြောပြကြပါအောင်နော် ဟုတ်ကဲ့ညီမနာမည်ကတော့မအီမွန်လင်းဖြစ်ပါတယ်ညီမက Miss Grand တာချီလိန်2020 sorry မတော်ရလိုက်နေရလားMiss Grand တာချီလိန်2026အလားမယ်တူဖြစ်ပါတယ်ရှင်ညီမဒီနေ့ပြင်ဆင်လာတော့ကျမတို့ရဲ့မြန်မာလူမျိုးတို့ရဲ့ရိုးရာဓလေ့ဖြစ်တဲ့ဒီတကြံကြရင်အလူဒါနပြုတဲ့ဓလေ့ရိုးရာတစ်ခုကိုဖော်ကျူးလာပဲဖြစ်ပါတယ်ရှင်အမနာမည်လေးမိတ်ဆက်ပေးပါအောင်ညီမနာမည်ကတော့မအီမွန်လင်းဖြစ်ပါတယ်အားလုံးပဲအမှားပါသွားရင်တောင်းပန်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒီဘက်ကအမနာမည်လေးရဲ့ကိုစားပြုမျိုးလေးရဲ့မိတ်ဆက်ပေးပါအောင်ရှင်
မဆုံခါနာမည်ကတော့မီယိုပါ Miss Grand Muse 2026ပါရှင်အခုပြင်ဆင်လာတဲ့ arrival ကတော့မီယိုတို့ရှမ်းလူမျိုးစစ်ဆောင်ပနာရှမ်းလူမျိုးရဲ့ရိုးရာဝတ်စုံနဲ့တိုင်းမောင်ရိုးရာဝတ်စုံနဲ့ပေါင်းဆက်ထားပြီးတော့တကြံရဲ့အလေးအပလေးကိုဖော်ပြသွားတာဖြစ်ပါရဲ့ရှင်မင်္ဂလာပါညီမနာမည်ကတော့ခင်လာပြည့်ဝင်းပါ Miss Grand Namkham 2026ပါရှင်ဒီနေ့ပြင်ဆင်လာတဲ့ outfit လေးကတော့ညီမရဲ့အမေကိုယ်တိုင်ချုပ်ပေးထားတာပါကိုပိုင် idea နဲ့ကိုယ့်ရဲ့ညီမရဲ့ idea လေးနဲ့အမေရဲ့ချုပ်တဲ့ design လေးနဲ့ဆွဲထားတာပါဒီနေ့တော့ကိုပိုင် idea လေးပါရှင် designer တော့အမေပါကျေးဇူးပါမင်္ဂလာပါရှင်ညီမနာမည်ကတော့ Iris မေဖြစ်ပါရဲ့ရှင်Miss Grand ရန်ကုန်တောင်2026မှာဝင်ရောက်ရှင်ပြိုင်ခြင်းဖြစ်ပါရှင်ဒီနေ့ရဲ့ idea လေးကကြာရောလေသူများရင်နဲ့လည်းမတူအောင်လို့နည်းနည်းထူးထူးခြားခြားလေးလေးဖြစ်ချင်လို့ဒီလိုပုံစံလေးကိုရွေးချယ်ခြင်းဖြစ်ပါရဲ့အားလုံးကျေးဇူးတင်ပါတယ်အားပေးကြပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့မှာဆိုလို့ရှိရင်ညီမလုံးဝစိတ်ဝင်စားဆုံးတစ်ခုရှိရယ်တာချီလိုက်ဆိုတဲ့အတိုင်းပဲအရင်နှစ်တုန်းကလည်းတကယ်ကိုမိုက်တယ်အခုနှစ်လည်းတကယ်ကိုမိုက်တယ် arrival မှာဆိုလို့ရှိရင်မျက်စိအကျဆုံးperformance လို့ပြောရမှာပေါ့နော်အမဘယ်လိုမျိုးလေးအဲ့လိုမျိုးစိတ်ကူးလေးဖြစ်သွားတာလဲရှင်အမှန်တိုင်းပြောရလို့ရှိရင်တော့ညီမတို့က plan တော့အစတွေကမရှိဘူးဒါပေမဲ့အခုကတကြံကာလလေးဖြစ်တဲ့အတွက်ကြောင့်မလို့အကုန်လုံးကတကြံနဲ့ပွဲထုတ်ကြမယ်လို့ထင်တယ်အားကြောင့်မလို့ညီမတို့ကတကြံကိုမရွေးဘဲနဲ့အခုလိုမျိုးအလူရိုးရာတလေးအလူပြုလုပ်တဲ့ဟာလေးရှင်ပြုတ်ပွဲလေးကိုရွေးချယ်လိုက်တာပေါ့ရှင်အဲ့ဒီဟာလည်းဒီလိုပြင်ဆင်တာလေညီမတို့အချိန်တိတ်ပြီးတော့အချိန်များမြူရပါဘူးညီမတို့ director နဲ့မင်းည6နာရီမှအကုန်လုံးစီစဉ်တာပါရှင်မြင်းနေရောဒီဝစ်စားတွေရောအကုန်လုံးလူတွေကအစမနေ့ကညနေ6နာရီမှစီစဉ်ပြီးတော့ဒီနေ့အပြီးလုပ်ခဲ့ရပါရှင်ဟိုဘယ်လိုပြောမလဲဒီဟာတွေအားလုံးကဆရာညံကောင်းလို့ဖြစ်တာပေါ့နော်တရက်သေးနဲ့ကြိုတင်ပြင်ဆင်ထားမျိုးတော့မရှိပါဘူးရှင်အခုပတ်စံကျဲတယ်ဆိုတာကလည်းဟိုလုံးမဲ့တော့ပြပြလေးဖြစ်ရအောင်ပွဲလာကြည့်ရဲ့လူတွေလည်းပျော်အောင် grand pp ပေါ့ရှင် entertainment တစ်ခုပေးရမျိုးဖြစ်ပါတယ်ဟုတ်ကဲ့ရှင်အမရဲ့အကုန်လုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရေအခုညီမတို့ရေကျင်းပနေတဲ့ Miss Grand မြန်မာ2026ကိုလည်း2025ထက်စာလို့ရှိရင်ပေါ့နော်ပို့ပြီးတော့အားပေးကြဖို့အတွက်ကိုဖိတ်ခေါ်ရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်